ကျမကိုမြေမြုပ်တင်ချိုတဲ့နေမှာမိစာမျိုးနယ်စုတွေအားလုံးကယူသွနေတဲ့မယနာကြောင့်မိစာကိုတတိထားနေခဲ့ကြတယ်။ကျမရဲ့ငယ်တငယ်ချင်းစစ်ဆက်ထားသူကကျမရဲ့အုတ်ကူရှိမှယူသွနေခဲ့ပေမဲ့ကျမကိုရေခဲကောင်းတလားတဲ့ခဲသွင်းမြုပ်နှံတာကိုတင်းငင်စွာနဲ့ကြည့်နေခဲ့တယ်။နေရီတပေါက်တောင်မကြခဲ့ဘူး။လူတိုင်းကသူအယံဝန်းနေလုံးလို့ထုံပေပေဖြစ်နေတယ်လို့ထင်ခဲ့ကြတာပေါ့။ဒါပေမဲ့အဲ့ဒီညမှာပဲသူကပေတထောင်လောက်ကြီးမားတဲ့သူ့ရဲ့မူလကိုခန္ဓာကိုဖော်ထုတ်လိုက်ပြီးကောင်းကင်တစ်ခွင်လုံးကိုအမဲရောင်အရေးတွေလွှမ်းမိုးသွားစေခဲ့တယ်။မိစာမျိုးတော်ရဲ့တဝက်လောက်ကိုဝါမျိုးပစ်လိုက်ပြီးသူ့ကိုဆန့်ကျင်သူတွေရဲ့မိစာမျိုးတွေကိုပါဆုပ်ယူခဲ့တယ်။အဲ့ဒီနောက်မှာတော့မိုးကြိုးပစ်ချသလိုပြင်းထန်တဲ့အာနာဆက်နဲ့မိစာအိဂရိတ်ပလင်ကိုတင်ပိုက်လိုက်တဲ့သူကကျမရဲ့မိစာမျိုးတွေကိုဖျက်ဆီးခဲ့တဲ့တရားခံကိုအသေးချာဆောင်စမ်းကိုအမိန့်ပေးခဲ့ပြီးမိစာမျိုးနယ်စုကအထက်တန်းလွာထက်ဝက်လောက်ကိုတက်ပြက်ပစ်ခဲ့တဲ့မိစာသွေးတွေကမရဏနန်းတော်တစ်ခုလုံးကိုညီရဲသွားစေခဲ့တယ်ပထမတန်းစားမိစာအစီခံတွေကသွေးညီနန်းတွေပျောက်သွားအောင်3 ရက်3 ညတိုင်းစေးကြောခဲ့ရတယ်။9 နှစ်ကြာပြီးနောက်မှာတော့ကောင်းကင်ဘုံကကြာဆင်းလာတဲ့မိုးကြိုးတစ်စင်းကရေခဲကောင်းတလားကိုခွဲချမ်းပစ်လိုက်တဲ့ကျမတရားကနေပြန်ရှင်လာခဲ့ပြီးအမဲလိုက်ခွေးမိစာကကျမတကူလုံးရေခဲစာတွေရွှွန့်တွေပေးချင်နေတာကိုမြင်တော့ဘဲကရောက်လာတဲ့လေးလေးမိစာလေးလဲလို့ထင်သွားတယ်။ဒါပေမဲ့ကျမခေါင်းမှာစိုက်ထားတဲ့နှစ်သမီးဆန်ထိုးနဲ့အဝတ်စားကအကောင်းစားပိုးကြိုးတွေဖြစ်နေတာပြီးတော့မျက်လုံးလေးတွေကအယောင်လက်နေတာကိုမြင်တော့သူကတန်တရားဝင်သွားတယ်။မင်းကဘာမိစာလဲဘဲကလာတာလဲမိစာမှတ်ပုံတင်ကက်ရှိလားကျမမျက်တောင်လေးခတ်ပြီးနေရွက်ကိုတော့အလိုလျောက်ခါရမ်းကျင်သွားတယ်အရင်တုန်းကဆိုရင်ကျမကခမဲတော်ကြားဖြူမိစာဘရင်ရဲ့နာမည်ကိုထုတ်ပြောလိုက်တာနဲ့ဒါမှမဟုတ်ကြားဖြူမျိုးနွယ်စုရဲ့မင်းသမီးလေးဆိုတဲ့ခါဆွဲတစ်စိတ်ကိုပြလိုက်တာနဲ့တင်ဒီအစ်စ်မိစာတွေကစကားတခွန်းမှထပ်မပြောရဲပဲဒူးထောက်ကောင်းချပြီးအမိကုတ်ကကျမကိုဝင်ခွင့်ပေးကြတာလေဒါပေမဲ့အခုတော့ကျမကမိစာအမျိုးတွေပြန်လဲဆူစီပြီးတားမြင့်နေမြေတွေကနေတွားပြထွက်လာရတဲ့ပုံစံဖြစ်နေတယ်ပြီးတော့9 နှစ်တောင်ကြာသွားပြီဆိုတော့မြို့တကားဆောင်တွေလည်းအချိန်ချင်းပြောင်းလဲသွားလောက်ပြီးတစ်ချိန်ကမိစာမျိုးတော်တစ်ခုလုံးမှာနာမည်ကြီးခဲ့တဲ့ကြားဖြူမျိုးနွယ်စုရဲ့မင်းသမီးလေးကိုဘယ်သူမှမမှတ်မိကြတော့ဘူးလေကျမကအသက်မကြီးသေးပေမဲ့ဒီလိုကိစ္စမျိုးကိုတခြားသူတွေမသိတာအကောင်းဆုံးပဲဆိုတာတော့နားလည်ပါတယ်ဘယ်လိုပြန်ဖြေရမလဲစဉ်းစားနေတော့ကောင်းကိုလုံးပါတဲ့ငကားမိစာတွေဆွဲလာတဲ့အမဲရောင်ရထားလုံးကြီးတစ်စီးကမြို့ထဲကနေလျှက်စီးလက်တလို့အရှိန်နဲ့ထွက်လာတဲ့ရှေ့ရောနောက်မှာပါအနက်ရောင်ဝတ်စုံဝတ်အရေးသက်တော်ဆောင်၄ယောက်စီကလုံခြုံရေးအပြည့်ယူထားတဲ့ရှေ့ဆုံးကသက်တော်ဆောင်ကအနက်ရောင်နဲ့ရွှေရောင်ရောဆက်ထားတဲ့အမိန့်ပြားကိုထုတ်ပြပြီးတကားဖွင့်ခိုင်းလိုက်တဲ့မြို့တကားဆောင်မိစာစစ်တီတွေကချက်ချင်းပဲရိုးရိုးသေးသေးနဲ့အမီးလေးတွေတနက်နက်ခါပြီးခရီးဦးကြိုပြကြတယ်တခင်ကြီးအပြင်ထွက်ပြန်ပြီလားခဏနေမိုးရွာတော့မယ်နော်ငါတို့တခင်ရဲ့ကိစ္စကမင်းတို့အပူလားတကားသာဖွင့်စမ်းပါမိစာစစ်တီတွေအားလုံးကလမ်းပိတ်နေတဲ့မြင်းတွေကိုဖယ်ရှားပေးဖို့ဝိုင်းကူကြတယ်အဲ့ဒီအချိန်မှာကျမရှိကခွေးမိစာလဲထွက်သွားတာကိုအခွင့်ကောင်းယူပြီးမြို့ထဲကိုဝင်လိုက်တာအပြင်ကိုထွက်လာတဲ့အမဲရောင်ရထားလုံးနဲ့အကုန်းချင်းပို့တိုက်မိမတက်ဖြတ်သွားခဲ့တယ်အမဲရောင်ရထားလုံးကမြို့ပြင်ကိုထွက်သွားခဲ့ပြီးလွန်ခဲ့တဲ့9 နှစ်အတွင်းမှာဒီလမ်းကိုသူတို့မရေမတွက်နိုင်အောင်ဖြတ်တန်းခဲ့ပြီးညဘက်ဖြစ်နေရင်တော့မရနာကြောင်မိစာတွေရဲ့ညဘက်မြင်နိုင်စွမ်းနဲ့ဆိုရင်အဲ့ဒီထူးခြားတဲ့တစိမ့်ခတ်နေထားတဲ့မြေနေရာကိုအမှားယွင်းမရှိရှာတွေ့နိုင်တယ်အရေးတက်တော်ဆောင်ကစောစီးစွာကွဲလွန်သွားခဲ့တဲ့မင်းသမီးလေးအတွက်ရောလွန်ခဲ့တဲ့9 နှစ်အတွင်းလူတိုင်းရဲ့ရင်ကွဲပက်လက်ထရမှုတွေအတွက်ပါတက်ပြင်းတခြိုက်ချလိုက်မိတယ်အထူးသဖြင့်ရထားလုံးတွေကမိစာအိဂရိတ်အတွက်ပေါ့အယိုးစစ်တွေထင်းနေတဲ့လက်တစ်ဖက်ကရထားလုံးခန်းစီကိုလှန်လိုက်တယ်လာရောင်ကသူ့ရဲ့ဓာတ်လိုထက်မြက်တဲ့မျက်နှာပေါ်ကိုကြားရောက်နေတယ်နှာတစင်းစင်းပန်းသွားတဲ့နှာခမ်းဖိအားပေးနိုင်လို့နဲ့အစိမ်းရောင်မျက်လုံးအစုံကအောက်ခြေမမြင်ရလောက်အောင်နှက်ဆိုင်နေပြီးအစိတ်ခတ်ထားတဲ့ရေခဲလိုပဲငါးနှတိုင်တိုင်အလင်းရောင်မရှိပဲတိတ်ဆိတ်နေခဲ့တာဒါပေမဲ့ကျမရဲ့အုတ်ကူနေရာကိုသူ့အကြည့်တွေရောက်သွားတဲ့အချိန်မှာတော့အဲ့ဒီမျက်လုံးတွေကနည်းနည်းကျလာပြီးနူးညံ့တဲ့အရေးအယောင်တွေပေါ်လာတယ်ယုံအန်းကိုရောမင်းစီလာခဲ့တယ်အတန်ကအရန်ကိုတိုးညင်းပြီးအဆုံးမရှိတဲ့နူးညံ့ကျင်နာမှုတွေပါဝင်နေတယ်ဒါပေမဲ့အဲ့ဒီနူးညံ့မှုကတိတ်မကြလိုက်ပါဘူးသူအနီးကိုရောက်သွားပြီးပုံမှန်မဟုတ်တဲ့မြေကြီးနှံ့ကိုရလိုက်ချိန်ပြီးတော့ခွဲချမ်းခံထားရတဲ့ရေခဲကောင်းတလားကိုမြင်လိုက်ရချိန်မှာတော့ပြင်းထန်တဲ့မိစာအငွေသက်တွေကချက်ချင်းပဲပောက်ကွဲထွက်လာတော့တယ်ဒါဘယ်သူလုပ်တာလဲစကလုံးတိုင်းမှာယူသွနေတဲ့လူသက်ချင်းစိတ်တွေပြေပါနေတယ်ကျောင်းမပွဲကောင်းတဲ့ဖိအားတွေကကြားဖြူမျိုးနယ်စုရဲ့တားမြင့်နေမြေတစ်ခုလုံးကိုလွှမ်းခြုံသွားပြီးတက်ရှိအားလုံးကိုဝါမျိုးပြစ်တော့မလို့ပဲအရေးသက်တော်ဆောင်တွေလည်းကြောက်လန့်ကြနဲ့အမြန်သွားကြည့်ကြတယ်ပြီးတော့သူတို့မျက်နှာတွေပိုပြီးထိလန့်သွားတယ်မိစာကြီးကရိတ်မင်းမြတ်အထက်ကအလောင်းတော်ပြောင်းနေပါတယ်ပဝင်းကျင်တစ်ခုလုံးတိမ်မတက်တိတ်ဆိတ်သွားတယ်အမျိုးသားရဲ့ဖြူဖြော့နေတဲ့လက်တွေကဖြည်းဖြည်းချင်းလက်သီးဆုပ်လိုက်ပြီးခန္ဓာကိုယ်ကလည်းတုံ့ရင်နေတယ်နှလုံးထဲမှာတော့ယူသွမတက်ဒေါသမီးတွေတောက်လောင်နေတယ်သူ့အနောက်ကမဲရောင်ရိပ်တွေကလည်းမုံတိုင်းလိုရမ်းကားနေပြီးတက်တော်ဆောင်တွေအားလုံးကြက်တီးငွေးငင်းတွေထသွားကြတယ်မိစာမျိုးတော်ကမိစာအိဂရိတ်ကိုခေါ်တဲ့နောက်ထပ်နာမည်တစ်ခုဖြစ်တဲ့ယူသွအိဂရိတ်ဆိုတာကိုသူတို့တတိယသွားကြတယ်လွန်ခဲ့တဲ့9 နှစ်ကအိဂရိတ်တင်နန်းတက်ချိန်မှာမိစာအများစုကိုတက်ဖြတ်ခဲ့ပြီးမရဏနန်းတော်တစ်ခုလုံးအယိုးတွေနဲ့ပြည့်နေခဲ့တာလေသူကလုံးဝကိုယူသွနေတဲ့သူတယောက်ကနန်းတက်တဲ့နေ့ကလေးကသူယူသွားပြီလို့လူတိုင်းကပြောကြတယ်ဒါပေမဲ့မိစာအိဂရိတ်နားမှာအမြဲရှိနေတဲ့တက်တော်ဆောင်တွေကတော့ဧကရိရဲ့အစွဲလန်းကြီးရဲ့ယူသွမှုကတခင်မလေးရဲ့မိစာအမျိုးတွေကွဲကြေသွားတဲ့နေ့ကလေးကစတင်ခဲ့တာဆိုတာအသေးချာသိနေကြတယ်။သူ့ကိုသွားရှာချေအမျိုးသားကလာရောင်အောက်မှာဓာဆွဲထုတ်ထားတဲ့လူသက်နဲ့ဖျားတစ်ပါးလိုရက်နေတဲ့အစိမ်းရောင်မျက်လုံးတွေကပွင့်ဟနေတဲ့ရေခဲကောင်းတလားကိုစိုက်ကြည့်နေတယ်။နောက်တစ်ဝက်စကားတန်ကတော့အရန်ကိုတိုးညင်းသွားပြီးစစ်စကားပြောနေတယ်လို့အမဲမလိုက်ခင်တီတိုရေရွတ်နေတယ်လို့ပါပဲ။ယုံအန်းကိုတော့အနာပြန်ခေါ်ခဲ့မိစာမျိုးတော်ရဲ့လမ်းမတွေပေါ်မှာမိစာမီအိမ်တွေလင်းနေတော့ပဲဒါပေမဲ့ညဘက်ဆိုတော့လမ်းမှာမိစာတိတ်မတွေ့ရဘူး။ကျမကရင်ခွင်ထဲကအနီရောင်ဝိညာဉ်ဘောလုံးလေးကိုပိုက်ပြီးကြားဖြူမင်းအိမ်တော်အပြင်ဘက်ကိုရောက်လာခဲ့တယ်ရှေ့တိုးပြီးတကားခောက်လိုက်တော့အိုမင်းနေတဲ့အတန်တကူထွက်လာတယ်။ဘယ်သူလဲခဏနေတော့ကြားတဲ့အစင်းတွေထွင်းထူထားတဲ့တကားကြီးကတဖြည်းဖြည်းပွင့်လာပြီးအိမ်တော်ထင်းလေးအိုကြီးကျမ်းပိုင်ထွက်လာတယ်ကျမကသွားလေးဖြီးပြီးကြားဆွဲလေးနှစ်ချောင်းပေါ်အောင်ပြုံးပြလိုက်တယ်ကျမ်းပိုင်ငါပြန်လာပြီးအသက်60ကျော်နေပြီဖြစ်တဲ့ကျမ်းပိုင်ကသူ့ရဲ့ပဲစိလောက်မျက်လုံးလေးတွေကိုပြုတ်ကျဲသွားစေတယ်မင်းသမီးလေးလို့ခေါ်လိုက်ရုံပဲရှိသေးတုံးဆိုတဲ့အတန်နဲ့အတူလန့်ပြီးအခွန်လေးကိုဝင်ပုံရင်းတတိလစ်သွားပါလေရောမင်းအိမ်တော်တစ်ခုလုံးစူညံပွက်လို့ရိုက်သွားတယ်အနောက်ဘက်မှာတိုင်းကျင်နေတဲ့အမလက်ကျန်းချင်ရင်ကအတန်ကိုပထမဆုံးကြားလိုက်ပြီးလက်ထဲကတမဏိလန်ရှိကြီးကိုကိုင်ကခြေလန်းကျဲကြီးတွေနဲ့ထွက်လာတယ်ဒီလောက်နေပြီကိုဘာရီစူညံနေကြတာလဲသူမကအိမ်တော်ရဲ့ဒုတိယမင်းသမီးဖြစ်တယ်လို့မိစာမျိုးတော်ရဲ့တူလေးတော့အမျိုးသမီးစစ်သူကြီးလည်းဖြစ်တယ်အခုချိန်မှာသူမကတက်ရက်တဲ့အနီရောင်ကိုကြောက်ဝတ်စုံကိုဝတ်ဆင်ထားပြီးသပင်ကိုမိမိပုံစံအမြင့်ကြီးစီထားတယ်အမျိုးသမီးဖြစ်ပေမဲ့မမရက်တည်နေပြီးသူမရဲ့မျက်ခုံးတွေကြားမှာကြားဖြူမျိုးနယ်စုရဲ့ကိုပိုင်ဟန်ဖြစ်တဲ့ဩဇာတိတ်ကမတွေပြည့်ရှိနေတယ်ဒါပေမဲ့အခုချိန်မှာတော့နဘူးမှာချွေးတီးချွေးပေါက်တွေကျနေပြီးနည်းနည်းတော့စိတ်မရှိတဲ့ပုံစံနဲ့ပြပြတလေပြေးလာတဲ့မိစာငယ်လေးကိုစိုက်ကြည့်လိုက်တယ်အဲ့ဒီမိစာငယ်လေးရဲ့မျက်နှာကဖြူဖြော့နေပြီးကျန်းချင်ရဲ့မျက်နှာကချက်ချင်းတင်းမာသွားပြီးမျက်လုံးအိမ်ထဲမှာနာကျင်မှုတွေဖြစ်ပြေးသွားတယ်လွန်ခဲ့တဲ့9 နှစ်ကညီမလေးယုံအန်းတိတ်ဆုံးခဲ့တာကသူမရင်ထဲမှာဘယ်တော့မှပြန်မပေါ်ခြင်းတဲ့တရားတစ်ခုလေဘသူ့ကိုမှဒီလိုကိစ္စနဲ့နောက်ပြောင်တာကိုခွင့်မလွတ်နိုင်ဘူးမင်းဘာတွေရှောက်ပြောနေတာလဲ
စစ်သူကြီးနာကမင်းကိုဆွဲပြဲမပစ်ဘူးလို့မထင်နဲ့နော်တုံရင်နေတဲ့အတန်ကငိုတန်ပါနေတဲ့ကျန်းချန်ရင်ကလှန်ကိုတောင်ဂရုမစိုက်တော့ပဲခြေလန်းကျဲကြီးတွေနဲ့ပြေးလာပြီးကျမကိုဖတ်လိုက်တယ်ယုံအန်းနေပြန်လာပြီးပဲနေပြန်လာပြီးအမနင့်ကိုအရန်လွှမ်းနေတာနေ့ရဲ့မိစာမျိုးတွေမကွဲဘူးဆိုတာအမအမြဲတမ်းယုံကြည်နေခဲ့တာတညံတဲ့ကအမလက်ကပွင့်လင်းပြီးယောက်ျားလေးတွေထက်တောင်ကိုကျန်းခိုင်တဲ့သူကစစ်မြေပြင်မှာတန်ရာရရင်တောင်ရေရေမောမောနေနိုင်သူလေအခုတော့ကျမပကုံးပေါ်မှာဖတ်ပြီးမျက်ရည်တွေနဲ့တွေနဲ့ငိုနေလိုက်တာစိတ်လှုပ်ရှားလုံးလို့အမွေးပွားပွားနေရွက်လေးတွေတောင်ထွက်လာသေးတယ်ကျမရင်ထဲမှာအရန်ကိုနူးညံ့သွားပြီးသူမကြောလေးကိုညင်ညင်တာတာပုတ်ပေးလိုက်တယ်ငိုပါနဲ့တော့မလက်ရဲ့ယုံအန်းပြန်ရောက်လာပြီလေကျန်းချန်ရင်ကအဲ့ဒီလိုကြတော့ပို့ပြီးအော်ငိုတော့တယ်နေရာမှာတင်ပါဆက်ကြီးဟာပြီးအော်ဦးနဲ့အော်ငိုတဲ့ကြားဟင်းတန်ကြီးကအိမ်တော်တစ်ခုလုံးဟင်းထွက်သွားတယ်ခြံဝင်းထဲကအကြီးတွေငိုတဲ့အတန်ထက်တောင်ကိုကျဲသေးတယ်အကိုကြီးကျန်းမိုင်ချင်းကစပွဲမှာအလုပ်တွေလုပ်နေတာစက်တိုင်ညှက်ခံထားရလို့ခေါင်းကိုက်နေတဲ့ကြားထဲရုပ်တရက်မိုးချင်းတလို့ကျဲလောင်တဲ့ကြားဟင်းတန်ကြီးကြောင့်သူ့မျက်နှာကချက်ချင်းမဲမောင်သွားတယ်သူကနတ်သားလေးတစ်ပါးလိုရုပ်ရည်ချုံမောပြီးအရက်အမောင်းမြင်ပါပေမဲ့သူ့မျက်လုံးတွေကတော့ရေခဲလိုအေးဆက်နေတယ်လွန်ခဲ့တဲ့9နှစ်ကကျမတည်ဆုံးသွားပြီးကလေးကအရင်တုန်းကလေလွင့်ပျော်ရွှင်နေတတ်တဲ့အိမ်တော်ရဲ့တခင်လေးပျောက်ကွယ်သွားပြီးအေးဆက်မှုနဲ့တိမ်မတက်တိတ်ဆိတ်မှုတွေပဲကြံ့ရစ်ခဲ့တာခြံဝင်းလေးကိုရောက်လာတော့အမြဲတမ်းဓာတ်တွေလှန်တွေနဲ့စော်ကစားနေတတ်တဲ့ယောက်ျားဆန်ဆန်ညီမလက်ကလူတစ်ယောက်ကိုဖတ်ပြီးရင်ခွဲမတက်ငိုနေတာကိုမြင်လိုက်ရတယ်ကျမကခေါင်းပြူထွက်လာပြီးလန်းလန်းပြလိုက်တယ်အကိုကြီးညီမလေးဒုတ်ဆိုတဲ့အတန်နဲ့အတူကျန်းမိုင်ချင်းလက်ထဲကကြောက်စိမ့်စာလေးလေးမြေကြီးပေါ်ပြုတ်ကျသွားတယ်။ယုံအန်းသူ့မျက်နှာတစ်ဝိုက်ချက်ချင်းမျက်ရည်တွေဝဲတက်လာတယ်။9နှစ်တိုင်တိုင်အေးခဲနေခဲ့တဲ့နှလုံးသားကချက်ချင်းရေပျော်သွားပြီးမျက်ရည်တွေကထိမရသိမရစီးကျလာတယ်။မြေကြီးပေါ်ကျသွားတဲ့စာလေးကိုတောင်လှည့်မကြည့်တော့ပဲတရင်တရိုင်နဲ့ပြေးလာတယ်ပြီးတော့3ယောက်သားဖက်ပြီးအော်ငိုကြတော့တယ်။မူတန်တွေကပိုပိုကျဲလာလို့ခမဲတော်နဲ့မဲတော်တောင်လိုးလာကြတယ်။အခုဆိုလူကြီးတွေဖြစ်နေပြီဖြစ်တဲ့အပြင်ကျမတည်ဆုံးပြီးနောက်စိတ်ဆင်းရဲမှုတွေကြောင့်ဝိညာဉ်စွမ်းရည်တွေအရင်လိုမတန်ဆွမ်းတော့တဲ့အတွက်စောစောစီစီအိပ်ယာဝင်လေးရှိတယ်အခု2ယောက်သားထွက်လာတော့ခြံဝင်းလေးကမြင်ကွင်းကိုတွေ့လိုက်ရတယ်ခမဲတော်ကကြားဖြူမျိုးနယ်စုရဲ့ခေါင်းဆောင်ဖြစ်ပြီးဧကရိတ်ပြီးရင်အာနာအရှိဆုံးသူပေါ့အခုချိန်မှာဘရင်ဝေယုံကိုမဝစ်ထားပေမဲ့အထက်တန်းကနတ်ဖျားတစ်ပါးရဲ့အရှိန်အဝါတွေကအပြည့်ရှိနေတယ်စူးစူးညံ့ညံ့နဲ့ဘလို့ဖြစ်နေကြတာလဲကြားဖြူမျိုးနယ်စုရဲ့သားသမီးတွေကတွေးတာထွက်မယ်မျက်ရည်မကျဘူးကွာသူကစဉ်းစားလို့မရဘူးချန်ရင်လိုကောင်းမလေးကစူးစူးပူပူနေတဲ့လို့ထားပါတော့အမြဲတမ်းတည်ငြိမ်တဲ့အကြီးကောင်ကပါဘာလို့ဒီလိုဖြစ်နေရတာလဲပေါ့လူကြီး2ယောက်ရောက်လာတာကိုမြင်တော့ကျန်းချန်ရင်ကမျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်လာတယ်ငိုရင်းနဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုတုပ်ကယုံအန်းအသက်ရှင်နေသေးတယ်သူပြန်ရောက်လာပြီလို့ပြောနေတယ်ခမဲတော်နဲ့မဲတော်ကခြံဝင်းထဲမှာရက်နေတဲ့မိန်းကလေးကိုမယုံနိုင်တယ်လို့ကြည့်နေကြတယ်ကျမကိုယ်ပေါ်မှာရွှွနေပေးချင်နေပြီးတနာစရာပုံစံဖြစ်နေပေမဲ့သူတို့မှတ်ဉာဏ်တွေကသမီးငယ်လေးနဲ့တပုံစံတည်းပါပဲကျမကောင်းပေါ်ကနတ်သမီးဆန်ထိုးကလွန်ခဲ့တဲ့9နှစ်ကတင်ချိုတုံးကမဲတော်ကိုယ်တိုင်ပန်ပေးခဲ့တာကျမဝတ်ထားတဲ့ပိုးချိုးအဝတ်စားကလည်းမဲတော်ကိုယ်တိုင်ဝတ်ပေးခဲ့တာလေအားလုံးကကျမအကြိုက်ဆုံးဒီဇိုင်းတွေကြီးပဲအဲ့ဒီလိုကြည်လင်တောက်ပတဲ့အကြည့်တွေကသူတို့ရဲ့သမီးလေးဆိုတာသိကြပါတယ်အမအားရွေးမရှိနိုင်ပါဘူးယုံအန်းအမေရဲ့သမီးရနာလေးမဲတော်ရဲ့မျက်ရည်တွေကဆဲကျိုးတလို့စီးကြလာပြီးငွေရင်းပြေးလာကကျမကိုဖတ်လိုက်တယ်ခမဲတော်တော်မျက်ရည်ဝဲသွားတယ်မိစာဘရင်ဆိုတဲ့ကုန်းပုတ်ကြောင့်ပြေးဖက်တာမျိုးမလုပ်ပေမဲ့ကျမလက်ကိုတော့တင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်ခမဲတော်မဲတော်သမီးကြောင့်စိတ်ပူသွားရပြီပြန်ရောက်လာတာကောင်းပါတယ်ပြန်ရောက်လာတာကောင်းပါတယ်ခမဲတော်ကဒီစကားကိုပဲထက်တလဲလဲပြောနေပြီးအတန်တွေကတုံခါနေကမျက်လုံးတွေလည်းหนีရဲနေတယ်မျက်ရည်တွေနဲ့အမလက်ကအဲ့ဒါကိုမြင်တော့မနေနိုင်ပဲခမဲတော်ခုနကပဲကြားဖြူမျိုးနဲ့စုသားသမီးတွေကမျက်ရည်မကျဘူးဆိုခမဲတော်ကထူးထူးခြားခြားစုပူမနေပဲပြန်လဲရရှိလာတဲ့ကျမကိုတေးချကြည့်ရင်တီတီငိမ့်ငိမ့်နဲ့ငါကအခုသမီးတယောက်ကိုပြန်လဲရရှိသွားတဲ့ဖခင်တယောက်အနေနဲ့ပဲလို့ပြောလိုက်တယ်ကြားဖြူမင်းအိမ်တော်ရဲ့ခြံဝင်းထဲမှာကျမ်းမိသားစုဝင်9ယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားကြတယ်။ကျမတည်ဆုံးသွားခဲ့တဲ့ဒီ9နှစ်တာကာလအတွင်းသူတို့ရင်ထဲမှာဘလောက်တောင်နာကျင်ခဲ့ရတယ်ဆိုတာသူတို့ကိုယ်တိုင်ပဲသိကြတာလေ။မေတော်ကမျက်ထောင်ကမျက်ရည်တွေကိုတုပ်လိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်။ကဲတော်ကြတော့ငိုကြနေတော့ယုံအန်းပြန်လာတာကောင်းတဲ့ကိစ္စပဲအမေယုံအန်းကိုဝိညာဉ်ရေးစင်နဲ့ရေချိုးဖို့အရင်ခေါ်သွားလိုက်အောင်မယ်။တကူလုံးရွှွနေနေဆိုတော့သမီးနေလို့မကောင်းဘူးဖြစ်နေမယ်။ကျမလည်းခေါင်းတဆက်ဆက်ငိမ့်လိုက်တယ်။ကြောင်မျိုးနယ်ဝင်တွေကတန်ရှင်းရေးကိုကြိုက်ကြတယ်လေ။အရင်တုန်းကဆိုကျမကနေတိုင်းရေချိုးတယ်ပူတဲ့အချိန်ဆိုတနေ့ကို2ခါ3ခါလောက်ချိုးတာအဝတ်အစားမှာအစွန်းချင်းနည်းနည်းလေးပေးတာကိုတောင်ဒီမခံနိုင်ဘူး။ခုနကလမ်းလျှောက်လာတော့ကကိုပေါ်မှာရွှွတွေအများကြီးပေးနေလို့တကူလုံးမအီမတာဖြစ်နေတာကြပြီ။မေတော်ကချက်ချင်းပဲဝိညာဉ်ရေးစင်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ပြီးကျမကိုရေချိုးဆောင်စီခေါ်သွားကရွှွတွေပေးနေတဲ့အဝတ်စားတွေကိုချုပ်ပေးတယ်။အပြင်ဝတ်ယုံကိုချုပ်လိုက်တာနဲ့ဘယ်ဘက်ရင်ဘက်ကအမာရွက်ကချက်ချင်းပေါ်လာတဲ့အဲ့ဒီနေရာကလွန်ခဲ့တဲ့9နှစ်ကအစိတ်လူများတစ်စင်းနက်နက်ရှိုင်းရှိုင်းစိုက်ဝင်ပြီးကျမရဲ့မိစာအမျိုးတွေကိုဖျက်ဆီးခဲ့တဲ့နေရာလေးမေတော်ရဲ့လက်ချောင်းလေးတွေတုန်ခါသွားပြီးအမာရွက်ကိုထိမိချိန်မှာနာကျင်လုံးလို့မျက်ရည်တွေပြန်ဝဲလာပြန်တယ်တနာရီကြာပြီးနောက်မှာတော့ကျမကအဝါနုရောင်ရင်စည်းကောင်ဝင်ရှည်လေးကိုဝတ်ဆင်ပြီးဧကန်မတွေကိုခြေလန်းတွတ်တွတ်နဲ့ဝင်သွားတယ်။အဲ့ဒီအချိန်မှာဧကန်တွေကစောင့်နေတဲ့3ယောက်သားကမြည်ကြည့်နေကြတယ်။ဒါဟာသူတို့မှတ်ဉာဏ်တွေကယုံအန်းနဲ့တပုံစံတည်းပါပဲ။9နှစ်ကြာသွားပေမဲ့ကျမကအသက်16နှစ်အရွယ်ဆယ်ကျော်သက်လေးလိုပဲတည်ဆုံးခြင်းနဲ့အချိန်ကာလကကျမကိုနည်းနည်းလေးမှမပြောင်းလဲသွားစေခဲ့ဘူး။ပြန်ရောက်လာပြီ။သူတို့အခြေရဆုံးသမီးလေးညီမလေးတကယ်ပြန်ရောက်လာပြီးကျမခြေလန်းတွေရက်တန့်သွားပြီးသူတို့ရဲ့နေရဲနေတဲ့မျက်လုံးတွေကိုကြည့်လိုက်တယ်။လွန်ခဲ့တဲ့9နှစ်ကဒီနေ့မှာပဲမြို့ပြင်ကမိုင်40အကွာမှာရှိတဲ့မန်းတပ်မှာသမီးရဲ့ခန္ဓာကိုယ်ကိုရှာတွေ့ခဲ့တာအစိတ်လူများတစ်စင်းကသမီးရဲ့ရင်ဘတ်ကိုဖောက်ထွင်းသွားပြီးမိစာမျိုးတွေကိုဖျက်ဆီးပစ်ခဲ့လို့ချက်ချင်းအသက်ဆုံးရှုံးသွားခဲ့တာဒီနေရာရောက်တော့အားလုံးကသွားကြိတ်ထားကြပြီးမျိုးလုံးထဲမှာအေးဆက်တဲ့ဒေါသတွေပေါ်လာတယ်တစ်ဖက်လူရဲ့လက်ချက်ကအရန်တက်ရက်တဲ့ငါတို့လာပေါင်းများစွာရှာဖွေခဲ့ပေမဲ့ဘာတဲလုံးစားမှမတွေ့ခဲ့ရဘူးတေးကြတာတခုကတော့ဟက်လူကတိုင်းပညာရှင်တယောက်ပဲဝိညာဉ်စွမ်းရည်မြင်မာတဲ့သူမှသာမြောက်ကိုအဲ့ဒီလောက်နဲ့ရှိုင်းရှိုင်းစိုက်ဝင်အောင်လုပ်နိုင်မှာယုံအန်းမိုင်40မန်းတက်ကိုသမီးပါလို့သွားခဲ့လဲမှတ်မိလားကျမကအိမ်တော်ရဲ့အသေးနဲ့ကြားဖြူမျိုးနယ်စုရဲ့မင်းသမီးလေးတွေအားလုံးရဲ့အချစ်တော်ပေါ်ပုံမှန်ဆိုရင်အိမ်ကသွားလာတာကိုကန့်သက်မထားပေမဲ့အနားမှာတိုင်းပညာရှင်တွေပါကိုပါရတယ်ဒါပေမဲ့အဲ့ဒီနေ့ကကျမကတယောက်တည်းခိုးထွက်သွားခဲ့တာလေကျမကောင်းထဲမှာမြင်ကွင်းတစ်ခုချက်ချင်းပေါ်လာတယ်ညနေစည်းစာအလင်းရောင်အောက်ကပန်းခင်းကြီးပြီးတော့တယောက်ကကျမနာမည်ကိုခေါ်နေတယ်ယုံအန်းဒီနာမည်နှလုံးကိုဝိညာဉ်ထဲအထိထွင်းထူတော့မလို့ထက်ခါတလဲလဲခေါ်နေတဲ့အတန်လေး